အားလုံးမင်္ဂလာပါဒီနေ့တော့ Leo zodiac sign တွေအတွက်ပေါ့နော် Leo လေးတွေအတွက်ကို no contact ကို separation ဖြစ်နေတဲ့သူတွေလက်တလုံးမှာတက်ဆက်ထားတဲ့သူတွေပဲဖြစ်ဖြစ် relationship ထဲမှာပဲဖြစ်ဖြစ်အကုန်လုံးကြည့်လို့ရပါတယ်เนาะပြီးတော့ဒီဟာက timeless reading လေးဖြစ်ပါတယ်အရင်ဆုံး energy ချက်မယ်ပြီးလို့ရှိရင်လက်ရှိ current သူ့ရဲ့ energy ကိုယ့်ရဲ့ energy เนาะပြီးလို့ရှိရင်အနာဂတ်မှာဘာတွေဆက်ဖြစ်မလဲပြီးတော့တစ်ဖက်လူရဲ့ရင်တွင်းစကားလေးကိုဒီ oracle ကတ်လေးနဲ့เนาะအပိုင်းလေးခွဲပြီးတော့သွားပါမယ်ဆိုတော့အရင်ဆုံးစလိုက်ကြမယ်เนาะ reading လေးအားလုံးစလိုက်ကြပါမယ် no contact လက်ရှိမှာအခုဒီဗီဒီယိုကြည့်ရတဲ့သူတွေကလေကျမ energy က main ကလေးတွေများမယ်เนาะ main ကလေးတွေများမယ် long term relationship တွေများမယ် long term relationship ကိုမှလက်တလောပြတ်စေထားတဲ့လက်တလော break up ဖြစ်ထားတဲ့သူတွေများမယ်เนาะဒီမှာမျက်နှာလေးအဓိကဖြစ်ရတဲ့အကြောင်းရင်းကရုပ်တရက်ကြီးပေါ့နော်အရာအလုံးကောင်းမွန်နေတဲ့အနေထားကနေပြီးရုပ်တရက်ကြီးအကြောင်းအရာတစ်ခုကြောင့်မမျှော်လင့်တဲ့ကြီးကြီးမားမားအကြောင်းအရာကိစ္စတစ်ခုကြောင့်ဒီဆက်ဆံရေးကအရာအလုံးအဆင်ပြေအကောင်းကြီးကနေပြီးတော့ချက်ချင်းဆိုသလိုဒီလားနှစ်ယောက်ကြားမှာကိစ္စကြီးကြီးမားမားတစ်ခုဖြစ်ပွားခဲ့တဲ့ပုံရပါတယ်เนาะဒီမှာတွေ့ရတဲ့ဆက်ဆံရေးကနှစ်ရှည်တွဲတဲ့သူတွေများတယ်တွဲလာခဲ့တဲ့သူတွေများတယ်เนาะ3နှစ်4နှစ်5နှစ်အဲ့လိုမျိုးမြင်တယ်ဒါပေမဲ့မမျှော်လင့်တဲ့ကိစ္စတစ်ခုကြောင့်ကိစ္စတစ်ခုကြောင့် break up ဖြစ်လက်တလုံးเนาะ recently break up ဖြစ်သွားတဲ့ပုံလိုအနေထားကိုကျွန်မတွေ့ရသလားเนาะဆိုတော့အခုကြည့်ရသူကလေဝေခွဲမရဖြစ်နေတယ်เนาะရှေ့တိုးရမလားနောက်ဆုတ်ရမလားရှေ့တိုးရမလားနောက်ဆုတ်ရမလားလောလောဆယ်မှာ no contact ဖြစ်နေပေမဲ့စိတ်ထဲမှာတစ်ဖက်လူကိုမေးလို့မရဘူးနာကျင်နေတယ်เนาะနောက်တစ်ခုကလေဒီနှစ်ယောက်ဆက်ဆံရေးမှာကလေငွေကြေးပိုင်းဆိုင်ရာမှာလေပတ်သက်မှုတစ်ခုရှိမယ်เนาะဥမာတစ်ဖက်ကနေပြီးတော့ဒီလိုမျိုးငွေကြေးထောက်ပံ့မှုကိုလုပ်ပေးနေရတဲ့အနေအထားဖြစ်ခဲ့ပုံရတယ်เนาะဟိုဘက်ကပဲဖြစ်တစ်ဖက်လူဟာဖြစ်အခုကြည့်နေတဲ့သူဟာဖြစ်ဒီဆက်ဆံရေးမှာငွေကြေးနဲ့ပတ်သက်မှုရှိလိမ့်မယ်เนาะဆိုတော့အခုကြည့်ရတဲ့သူကတော့မေ့ပြစ်ချင်တယ်လားဒါပေမဲ့လည်းစိတ်ကမပြတ်သားနိုင်တန်ရောစင်နေလေတွေ့ရเนาะချက်ချင်းမြတ်တာထက်ကိုလေကျွန်မတမန်တွေ့တယ်တန်ရောစင်တွေ့ရသလားတန်ရောစင်เนาะချီးမားတဲ့ကျွန်တော်ဒီတာဝါကို clarify ထပ်လုပ်မယ်เนาะဒီတာဝါကတ်တင်နေရမှာเนาะရပါတယ် okay ဒီတာဝါနဲ့ပတ်သက်ပြီးတော့အဲ့ကိစ္စကဘာလဲ clarify ထပ်လုပ်ပါမယ်တေချာပေါက်ကိုဒီမှာလည်းကျွန်မတွေ့ရတပ်ပါတီကိုလူလို့မတွေ့ဘူးเนาะလူလို့မတွေ့ဘူးဟိုဟာလို့မိသားစုဒါမှမဟုတ်လို့မိတ်ဆွေအဲ့လိုမျိုးတွေကြောင့်ပြဿနာဖြစ်ပုံရပါတယ်เนาะပြဿနာဖြစ်ပုံရပါတယ်ဆိုတော့ကိုယ့်ရဲ့တစ်ဖက်လူကလေနည်းနည်းဟိုသူလည်းသူ့ရဲ့အနေထားသူ့ status တစ်ခုရှိရယ်သူပြောရမယ်ဆိုလို့ရှင်တော့ဟိုအရန်ဆိုးတဲ့ထဲမှာမပါဘူးသိလားသူကသူတမတ်နေတတ်တဲ့လူပုံစံမျိုးဒါပေမဲ့အကြောင်းအရာတစ်ခုကြောင့်ဒီဆက်ဆံရေးကရှေ့ဆက်လို့ရတဲ့အနေထားဖြစ်တယ်နော်အကြောင်းအရာတစ်ခု
ဆက်ကြည့်အောင်ဟုတ်တယ်အဲ့ဒီလူကလေကိုယ်ထောက်ပတ်မှုလည်းရှိရနော်ကိုယ်ထောက်ပတ်မှုလည်းရှိရဒါပေမဲ့လေကျမဒီမှာမြင်ရတာသူ့ရဲ့မိသားစုသူ့ရဲ့အပေါင်းအသင်းနဲ့သူ့ချစ်ရဲ့လူနဲ့ဒါတိတ်အစင်မပြေတဲ့ပုံလားတလားအပေါင်းအသင်းမဖြစ်အဓိကတော့ကျမမြင်တာဒီမှာတစ်ဖက်လူရဲ့မိသားစုနဲ့ကိုနဲ့အရင်သဟဇာတာဖြစ်တဲ့ပုံမပေါ်ဘူးเนาะငဲတဲ့ကတောက်ကဆစကားများပြီးတော့အစင်မပြေတဲ့ပုံစံမျိုးလေးတွေရှိခဲ့ပုံရတယ်เนาะအဲ့ဒါကြောင့်မို့လို့လေဒီစိတ်ဆိုင်ရရှေ့ဆက်လို့မရတဲ့အနေထားတစ်ခုဖြစ်ခဲ့ပြီးတော့အဆုံးသက်เนาะ break ဖြစ်နေတဲ့ပုံစံမျိုး no contact ဖြစ်နေမယ် break ဖြစ်နေမယ် separation ဖြစ်နေမယ်เนาะအဲ့လိုမျိုးအနေထားမျိုးကိုတွေ့တယ်တစ်ဖက်လူကတော့ကောင်းပါတယ်ဒါပေမဲ့ကိုနဲ့သူကြားမှာညှိလို့မရတဲ့အနေထားတွေရှိတယ်เนาะညှိလို့မရဘူးနှစ်ယောက်တည်းကနှစ်ဖက်တည်းကတစ်ယောက်ယောက်ကလေဒီဆက်ဆံရေးကိုပြန်လဲပြီးတော့အသစ်စတင်ခြင်းတယ်သိလားပြီးခဲ့တဲ့ဖြစ်ခဲ့တဲ့ကိစ္စတွေကိုအကုန်လုံးခွာချပြီးတော့အရာရာကိုအစနေပြီးတော့ပြန်စခြင်းတဲ့ပုံစံမျိုးရှိတယ်ဒါပေမဲ့လည်းပြန်ပြီးတော့အဆင်ပြေမယ်ဆိုလို့ရှိရင်လည်းနာကျင်မှုတွေရှိမယ်ဆိုတာသိတယ်အခုကြည့်တယ်သူကเนาะအဲ့ဒါကြောင့်မို့လို့ရွေးချယ်ရခက်နေတယ်ဆုံးဖြတ်ရခက်နေတယ်အခုချိန်မှာနာကျင်နေတယ်เนาะအဲ့တော့ကျမတို့အခုတစ်ဖက်လူရဲ့စိတ်နေစိတ်ထားเนาะအခုလက်ရှိ no contact အခြေအနေမှာတစ်ဖက်လူကကိုယ့်အပေါ်မှာဘယ်လိုစိတ်နေစိတ်ထားရှိလဲဘယ်လိုမျိုးသူကိုယ်တတိယနေလားလွမ်းစနေလားချစ်သေးလားเนาะအဲ့ဒါအကုန်လုံးကြည့်ပါမယ်ဆိုတော့တော်လားတစ်ဖက်လူကလည်းလေကိုလိုလေဒီလားသူကလည်းဒီဆက်ဆံရေးကိုလေဟိုရှစ်ဆက်ဖို့ရှစ်ဆက်ရမလားဒါမှမဟုတ်တကယ်ပဲပြက်ဆဲလိုက်ရမလားဆိုတာကိုလေတိကျမဆုံးဖြတ်ရသေးဘူးပေါ့နော်ဆုံးဖြတ်ချက်တော့မချရသေးဘူးဘာလို့လဲဆိုတော့စိတ်ကမပြတ်သားနိုင်အောင်ကိုမလွတ်ချနိုင်သေးဘူးတဲ့နော်ကိုမေးလို့မရအောင်အနေထားနော်ကိုနဲ့ပြက်ဆဲပြောမယ်ဆိုရင်ဒီ energy မပြီးဆုံးသေးလို့ပြောလို့ရတယ်နော်နှစ်ယောက်ကြားမှာကအရာအလုံးအဆင်ပြေဒါပေမဲ့ကိစ္စတစ်ခုနဲ့ဘယ်လိုမှညှိလို့မရအောင်ဖြစ်နေရပေါ့နော်ဆိုတော့ long term stability ပုံစံမျိုးနှစ်ဖက်စလုံးကနေပြီးတော့စိတ်ဆန္ဒရှိတယ်နော်မိသားစုဘဝတိဆောက်ခြင်းနဲ့ဒီလားအဲ့လိုပုံစံမျိုးကျွန်မတွေ့ရနော်ဆိုတော့ energy ကတော့မပြီးဆုံးသေးဘူးလို့မြင်တယ်ပြန်ပြီးတော့ second chance အနေနဲ့သူပြန်ဆက်သွယ်လာမလားနော်ကြည့်ရအောင်လောလောဆယ်ရောက်လေအတွေးတွေမှာပိတ်မိနေတယ်ဒီလားစိတ်တွေကအတွေးတွေပိတ်မိနေတယ်စိတ်တွေညစ်နေတယ်နော်လောလောဆယ်မှာလေတစ်ဖက်လူကလေတယောက်တည်းပဲနေခြင်းတဲ့ပုံစံမျိုးရှိပါတယ်ဘာလို့လဲဆိုတော့ညှိလို့မရအောင်ပေါ့နော်ဒါပေမဲ့နှစ်ယောက်စလုံးကဒီလိုမျိုးstability မိသားစု connection ဖြစ်ဖို့ကိုเนาะအရင်တော့လည်းဒီလိုမျိုးအိမ်နောက်ပြုမယ်เนาะဟိုပါပေါ့ဒီလိုမျိုးပြောခဲ့ဘူးတဲ့အနေထားထိရှိခဲ့ဘူးတယ်ဒီလားဒါပေမဲ့လည်းအခုချိန်မှာကရှေ့ဆက်လို့မရတဲ့အနေထားတစ်ခုရှိနေရနော်အဲ့ကိစ္စတစ်ခုကြီးမားကိစ္စကိုဖြေရှင်းနိုင်မှာ long term ဆက်ပြီးတော့သွားလို့ရမယ်ပုံစံမျိုးရှိတယ်ဒီလားဒါပေမဲ့ကျွန်မမြင်ရတာဒီမှာက energy ကတော့မပြီးဆုံးသေးဘူးအခုကတိအများကြီးထွက်လာပြီနော် okay ကြည့်လိုက်မယ်အဲ့တော့အခုကြည့်ရသူကနာကျင်နေတယ်ခြေခွဲနေတယ်ညဆိုလည်းအိတ်မပြောဘူးနော်ဟိုအရင်ကလေနာကျင်နေရင်သိလားနော်ပြီးတော့တစ်ဖက်လူကလည်းစဉ်းစားနေပါတယ်ဒီချိန်မှာ तू ကလည်းသူ့ရဲ့စိတ်ထဲမှာလည်းအဆင်ပြေမနေဘူးဒါပေမဲ့ तू ကလေမှန်ကန်တဲ့လူတယောက်သိလားမှန်ကန်တဲ့လူတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့သူအခုချိန်မှာအေးအေးဆေးစဉ်းစားအချိန်ယူနေတာကနှစ်ယောက်စလုံးအတွက်ကောင်းဖို့အရာတစ်ခုပေါ့နော်နှစ်ယောက်စလုံးအတွက်ကောင်းဖို့အရာတစ်ခုဖြစ်လာဖို့အတွက်ကိုသူတိတိကျကျစဉ်းစားနေတယ်နော်တေချာပေါက်တတိယနေတယ်တေချာပေါက်ကိုအချစ်ဆိုတာချက်ကိုတန်ရောစင်ဖို့တွေ့ရတယ်နော်ဒီမှာတန်ရောစင်နှစ်ယောက်စလုံးအတွက်ကိုနှစ်ဖက်စလုံးအတွက်ကိုဘာအဖြစ်တင်ဆုံးလဲဆိုပြီးတော့သူစဉ်းစားနေတယ်နော်ဒါ
ဒါပေမဲ့အဲ့လူကတမတ်ကြပြီးတော့မျှတတဲ့လူနော်ကောင်းတဲ့လူပေါ့ကိုယ့်ပေါ်မှာလည်းတော်တော်ကောင်းတဲ့ပုံရှိတယ်သိလားခုနပြောလို့ကိုလည်းအမြဲတမ်းဟိုထောက်ပံ့တယ်သလား supporting ပေးတယ် mentally physically အမြဲတမ်းဂရုစိုက်တတ်တဲ့လူတယောက်နော်အဲ့တစ်ဖက်လူကလေဒါပေမဲ့နှစ်ယောက်ကြားထဲမှာကအဆင်မပြေတဲ့ကိစ္စကြီးမားတစ်ခုကတော့သိကြပါရှိတယ်အဲ့ဒါတော့ဟိုကက်ရှင်တွေကပို့သိမယ်နော်အဲ့ကြီးမားတဲ့အရာကိုဖြည့်ရှင်းနိုင်ရင်တော့ဆက်သွားလို့ရတယ်ဒါပေမဲ့နှစ်ယောက်စလုံးကစိတ်ကမပြတ်သားသေးဘူးเนาะ energy ရလည်းဘလို့မှကိုမပြတ်သားသေးပါဘူးเนาะလောလောဆယ်မှာတော့ तू ကလေအရန်ကိုလေဒီဆက်ဆက်ရင်းနဲ့ပတ်သက်ပြီးခဏလေးနည်းနည်းကြလေးပေါ့เนาะကြလေးကို तू က break ယူခြင်းနဲ့ဘာလို့လဲဆို तू ကလေ तू ဟိုမှာအရန်ထမ်းပိုးထားတဲ့အရာကြီးများနေသလားအခြေရေးဆက်ဆက်ရေးရလည်းအဆင်မပြေဘူးမိသားစုမှာလည်း तू ဘက်မှာပေါ့เนาะအဓိကမိသားစု သူ့ဘက်မှာ pressure တွေရှိရသီလားเนาะဆိုတော့ကျွန်မမြင်ရတာကသူ့ရဲ့မိသားစုသူ့ရဲ့အတိုင်းဝိုင်းကအခုကြီးရဲ့လူနဲ့ကိုတိတ်ပြီးတော့သဘောမတူတဲ့ပုံစံမျိုးသဘောမကျတဲ့ပုံစံမျိုးကျွန်မပုံမြင်ရတယ်ဆိုတော့သူ့ဘက်မှာလည်းအရင်တော့လွယ်ကူမနေဘူးပေါ့เนาะလွယ်ကူမနေဘူးဒါပေမဲ့လည်းသူစဉ်းစားနေပါတယ်ကိုယ်ကိုလည်းချစ်ပါတယ်တတိလည်းရနေပါတယ်အဓိကတော့ကိုယ့်ရဲ့တစ်ဖက်လူရဲ့မိသားစုနဲ့ကိုယ်နဲ့ကဒီလိုတဟဇာတာမဖြစ်တဲ့ပုံစံလေးကျွန်မတမ်းမြင်ရတယ်เนาะတမ်းမြင်ရတယ်အဲဒါကြောင့်မလို့ဒီလိုမျိုးနှစ်ယောက်ပေါင်းဆက်ဖို့တော်တော်ခက်ခဲနေတဲ့အနေအထားလေးပေါ့เนาะဒါပေမဲ့လည်းတွဲဒီ connection မှာကတွဲတာလည်းofficial တွဲခဲ့တဲ့ပုံစံမျိုးเนาะတွဲခဲ့ကြပြီးတော့အခုနောက်ဆုံးဒီလိုမျိုးအိမ်အောင်ပြုဖို့တွေ merit တွေအထိသွားတဲ့ conversation တွေချိလာတဲ့အခါမှာကတချို့ညှိမရတဲ့ပြဿနာတွေပုံစံမျိုးဖြစ်တယ်ပေါ့เนาะအဲ့လိုမျိုးဖြစ်တယ်ဆိုတော့ okay အဲ့တော့သူကိုပြန်ပြီးတော့ဆက်သွယ်လာတယ်နော်ဘယ်တော့လဲတစ်ချက်ဆက်ဆွဲမယ်နော်ကဲအဲ့တော့အခုလက်တလောကိုနဲ့ no contact separation ဖြစ်နေတဲ့လူနဲ့ဆက်သွယ်ပြရမှာဘယ်တော့လဲOh okay ကျမခုနကပြောသလိုပဲအရင်မြန်ဆန်တော့မဟုတ်သေးဘူးเนาะအချိန်အားဖြင့်ကတော့ဘာလို့လဲဆိုတော့ तू ကလေနှစ်ပတ်စလုံးကောင်းဖို့တော့ तू သေချာဒီတစ်ခါစဉ်းစားနေရင်သိလားအဲ့လူကကောင်းနေမှာသိလားအဲ့ဒီတစ်ဖက်လူကတော်ကောင်းတဲ့လူတရားအဲ့ဒါကြောင့်လဲခုချီရဲ့လူကတကယ်လက်မလွတ်နိုင်တာပါเนาะတစ်ဖက်လူကလေကိုနှစ်ယောက်ကလည်းနည်းဟိုမတူဘူးเนาะနည်းလေးဘယ်လိုပြောရမလဲအနေထားတိတ်မတူဘူးသလားเนาะအနေထားတိတ်မတူဘူးအနေထားတိတ်မတူဘူးโอเคအဲ့တော့ तू ပြန်ဆက်သွယ်လိမ့်မယ်ပြန်လာလိမ့်မယ်เนาะတမတ်တွေ့ရလေနှစ်ယောက်ကလေ in the end မှာပေါင်းဆက်ဖို့အထီကိုတော့ကျွန်မတိတ်မမြင်ဘူးเนาะဒါပေမဲ့ तू ပြန်ဆက်သွယ်လိမ့်မယ် तू ပြန်လာလိမ့်မယ် come back second chance ပြန်လာလိမ့်မယ်ဒါပေမဲ့အဲ့ second chance ကလေအရင် positive ပုံစံမျိုးတော့ကျွန်မမတွေ့ဘူးเนาะအချိန်အပြည့်တော့3လနဲ့6လအတွင်း तू ပြန်လာလိမ့်မယ် तू ပြန်ဆက်သွယ်လိမ့်မယ်เนาะအဲ့ကြတော့မှကိုတို့ရဲ့ဒီနှစ်ယောက်ဆက်ဆံရေး relationship ကเนาะတက်သားတဲ့အနေအထားတစ်ခုဖြစ်ဖို့ तू စကလုံးနေနဲ့အောင် तू အရာရာ तू ပြင်ဆင်ပြီးတော့ပြန်ဆက်သွယ်လိမ့်မယ်ကျမဒီမှာတွေ့ရလေနှစ်ယောက်ကတကယ်ဟိုကျမတို့ဒီဟိုပါမျိုးပြောမှဆိုနည်းနည်းဘယ်လိုပြောအဆင့်အနေထားမတူဘူးကွာသိလားအနေထားမတူဘူးเนาะအနေထားမတူတဲ့အနေထားမတူပတ်ဝန်းကျင်ဒီလိုမျိုး merit long term တိသွားလာဖို့အနေထားတစ်ခုအဆင်မပြေဘူးကွာသိလားပြောရမယ်ဆိုအဲ့ကြောင့်မလို့ပေါင်းဆက်ဖို့ဒီကိုကျွန်မမမြင်ဘူးဖြစ်နေเนาะဒါပေမဲ့ energy ကတော့မပြီးဆုံးသေးဘူးသူပြန်လာနိုင်မယ်3လနဲ့6လအတွင်းကျွန်မမြင်တယ်เนาะအဲ့လိုလေးတော့ရှိတယ်ဆိုတော့
တာချစ်ပါဒါပေမဲ့ချစ်တာတဲ့ကိုတန်ရောစင်တွေ့လားဒီမှာတတဝါလည်းပြန်ကြနေဆိုနှစ်ယောက်ကြားမှာအဲ့လိုမျိုးရန်ကြီးမားတဲ့ညှိနှိုင်းမရတဲ့ကိစ္စတစ်ခုကြီးရလေဖြစ်နေရောဘလို့မှပေါင်းဆက်လို့ရတဲ့အနေအထားမျိုး happy ending မဖြစ်ဘူးကွာတလားဒီ connection ဒီမှာ happy ending ဖြစ်မဲ့ဟိုမဟုတ်ဒါပေမဲ့တစ်ဖက်လူပြန်လာလိမ့်မယ်နော်တစ်ဖက်လူပြန်လာလိမ့်မယ်ပြန်ဆက်သွယ်လိမ့်မယ်ကိုနဲ့ပြောစရာကြံပြောစရာရှိတဲ့စကားတွေပြောဖို့လိုတဲ့စကားတွေကို तू ပြောလိမ့်မယ်နော်အဲ့တော့အခုကြည့်ရလူအနေနဲ့ပြင်ဆင်ထားပါပေါင်းဆက်ဖို့အထီကိုတော့ဒီမှာအမြင်တယ်လို့ပဲနော်တကယ်လို့လေပြန်ပြီးတော့အရာရာအားလုံးစတင်မယ်ဆိုရင်လည်းလေနာကျင်မှုတွေနဲ့ပဲပြန်ပြီးတော့ဖြစ်လိမ့်မယ်တဲ့သိလားနော်အခုကြည့်ရလူကတော့အရာရာပြန်ပြီးတော့စတင်ချင်ပြီးတော့မျောလင့်နေတဲ့အနေအထားတစ်ခုတော့ရှိတယ်အခုချိန်မှာ तू တစ်ဖက်လူဘက်ကတော့စဉ်းစားနေတယ်နှစ်ယောက်စလုံးအတွက်မျှတမှုဖြစ်တဲ့ဖြစ်တိုက်တာနဲ့ तू ပြန်လာလိမ့်မယ်နော်ဆိုတော့အရန်ကြီးတော့ဒီနေ့ reading energy ကတော့ဒီမှာတိတ်ကောင်းတဲ့ energy တော့ဒီမှာမတွေ့ရအောင်နော်3လနဲ့6လဆိုရင်အဲ့လိုပြန်ပြီးတော့ဆက်သွယ်လိမ့်မယ်နော် the lover ကြရဲဆိုတော့ချစ်တာတော့ချစ်တယ်နော်နှစ်ယောက်ကလေနှစ်ယောက်ကချစ်တယ်စိတ်ခံစားချက်မှုတွေကအပြည့်ရှိရဲလက်ဆိုင်နေချစ်ချင်းမြတ်တာတန်ရောစင်အပြည့်ရှိဒါပေမဲ့လည်းပေါင်းဆက်ဖို့ကတော့ soulmate connection လည်းတွေ့ရတယ်နော် soulmate connection နဲ့တွေ့ရတယ်ဒါပေမဲ့ပေါင်းဆက်ဖို့ကတော့အရင်ကျမ energy သိအားမရအောင်ဟုတ်လားနော်ဆိုတော့အခုပြန်လာမလားသူပြန်လာပါလိမ့်မယ်3လနဲ့6လတူပြန်လာပါလိမ့်မယ်เนาะဆိုတော့အဲ့တော့ကိုဘက်ကပြင်ဆင်ထားပါအခုနောက်ဆုံးအနေနဲ့ကျမဟိုကလေတစ်ဖက်လူရဲ့ရင်းနှီးစကားပေါ့เนาะသူ့ဘက်ကဘာပြောချင်လဲသူ့ဘက်ကဘာပြောချင်လဲကျမဟိုဒူဝါနဲ့ပေါင်းဆွဲမယ်เนาะ tarot နဲ့ oracle နဲ့ပေါင်းဆွဲပြီးねတစ်ဖက်လူရဲ့ရင်းနှီးစကားပေါ့เนาะဖက်လူရင်းနှီးစကားကို oracle နဲ့ tarot နဲ့ပေါင်းဆွဲမယ်เนาะလူကနေပြီးတော့ကိုယ်ခုချိန်မှာဘာတွေပြောချင်တယ်လဲသူ့ရှင်နေမှာဒီရဲ့ရင်တွင်စကားပေါ့နော်โอเคဟုတ်တယ်နော်ငွေကြေးပတ်သက်မှုရရှိတယ်ခုနပြောလို့အဆင့်တန်းနည်းနည်းလေးရနော်အဲ့တော့तू ကဘာလဲဆိုတော့လေ तू အခုလောလောဆယ်မှာ तू အတွေးတွေနဲ့အတွေးတွေထဲမှာလည်းနင်မျောပြီး तू စိတ်ခံစားချက်အပိုင်းရလဲအရင်အဆင်ပြေနေတဲ့အနေထားမဟုတ်စိတ်တွေလေးလံနေမယ်စိတ်တွေထိုင်းမိုင်းနေမယ်ဒီလားနောက်ပြီးတော့ငါနင့်ကိုဒီလိုမျိုးညင်းပယ်လိုက်ရတဲ့အကြောင်းရင်းကသူ့ကိုသူကအကာအကွယ်တဲ့အနေထားတစ်ခုဖြစ်သွားတယ်တဲ့เนาะအဲ့အတွက်ကြောင့်မလို့ तू တကူကောင်းဆန်တယ်လို့ဖြစ်သွားတယ်ဆိုတော့လေ तू သိတယ်တဲ့เนาะနောက်ဆုံးတော့သူ့ရဲ့တန်ဖိုး तू သိပြီတဲ့เนาะမင်းရဲ့အချစ်တွေနဲ့မထိုက်တန်ပင်မဲ့လေဆို तू သိပါပြီတဲ့เนาะ तू ခုလောလောဆယ်မှာတော့အရင်ကစိတ်တွေပင်ပန်းနွမ်းနေနေတာကိုတော့တွေ့ရပါတယ်နော်အဲ့လူကလေနည်းနည်းလေးမိသားစုတွေပါတယ်ထဲမှာလည်းသူကပဲအရာရာဥဆောင်နေရတဲ့ပုံစံမျိုးတွေ့တယ်နော်ဆိုတော့အဲ့တော့ပြန်လာမလားမေကုန်းနဲ့ပတ်သက်ပြီးပြန်လာမလားဆိုရင်တော့ပြန်လာပါမယ်ဒါပေမဲ့ဟိုလိုမျိုးကြီးပေါင်းစည်းဖို့ကျွန်မမမြင်ဘူးနော်ပေါင်းစည်းဖို့အထီကိုမမြင်ဘူး energy ကလီယိုလေးတွေအရာရာအတွက်ကိုပြင်ဆင်ထားပါလို့ပဲပြောချင်ပါတယ်เนาะသူပြန်လာပါလိမ့်မယ်ပြန်ဆက်သွယ်ပါလိမ့်မယ်ချစ်သေးရဲ့တန်ရောစင်ရှိသေးရဲ့အခုကြည့်ရသူကိုလည်းတကယ်ကိုတတ်မှုထားတယ်เนาะအရာရာလည်းကောင်းပေးခဲ့တယ်เนาะကောင်းပေးခဲ့တယ်ဒါပေမဲ့လည်းခိုင်ကြောက်ရှင်ကန်တရားတွေက
ကံကြမ္မာပြောင်းလဲတဲ့အရာတွေကလေစမ်းကြတယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာတွေကိုလက်ခံတတ်ဖို့လိုတယ်ဆိုတော့ဒီနေ့ reading ကတော့ဒီ reading ကတော့လေးကိုလေးတွေတက်ကို no contact เนาะ timeless reading လေးဖြစ်ပါတယ်ဘယ်အချိန်ကြည့်ကြည့် resonate ဖြစ်ပါတယ်ဆိုတော့အားလုံးပဲကျေးဇူးတင်ပါတယ်နောက် video မှာပြန်တွေ့ကြပါမယ်